လုံးပဲမင်္ဂလာပါရှင်။ Sans Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကိုတိုးတက်စေဖို့ရက်တက်လိုက်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။အဲ့ဒါလေးကဘာများဖြစ်မလဲ။ဟုတ်ကဲ့ပါ။ကိုတိုးတက်စေဖို့ရက်တက်လိုက်တဲ့အချက်တစ်ချက်ကတော့တခြားသူတွေကိုလက်ညှိုးထိုးနေတာအပြစ်တင်နေတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားသူတွေကိုလက်ညှိုးထိုးပြီးတော့အပြစ်ပြောနေခြင်းကကိုယ့်အတွက်ဘာအကျေးဇူးမှမရနိုင်ပါဘူး။တခြားသူတွေကိုဗလိန်းနေတာအပြစ်ပြောနေတာကကိုယ့်ရဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ပါဘူး။ဘယ်သူမှလည်းကိုယ့်ကိုလာပြီးတော့မကယ်တင်နိုင်ပါဘူး။လူအများစုကတခြားသူတွေကိုအပြစ်ပြောတတ်ကြပါတယ်။ဘာလို့လဲဆိုတော့သူများကိုလက်ညှိုးထိုးရတာကကိုတာဝန်ယူရတာထက်ပိုပြီးတော့လွယ်ပါတယ်။သူများကိုအပြစ်ပြောနေခြင်းကကိုယ့်ရဲ့ energy တွေကိုပဲကျစေတယ်။ကိုယ့်ကိုပဲစိတ်ညစ်ညူးစေတာပဲအဖက်တင်ပါတယ်။ကိုယ့်အတွက်ဘာကောင်းကျိုးမှမရှိပါဘူး။အဲဒါကြောင့်မို့ကျမတို့ကတရားရခိုင်နှုန်းကိုပဲတာဝန်ယူရပါမယ်။တခြားသူတွေဘယ်လိုပဲဘာပဲဖြစ်နေပါစေသူတို့ကိုလူရှူလာလိုက်ပါကိုသာ focus ထားပါကိုအတွက်ကိုလုပ်ပါကိုအတွက်ကိုလုပ်တဲ့နေရာမှာလေတခြားသူတွေရဲ့အမြင်ကိုဂရုစိုက်စရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေကသူတို့ကိစ္စနဲ့တော့သူတို့ရှုပ်နေကြတာကျမတို့ကိုအဲ့လောက်ကြီးစိတ်မဝင်စားနိုင်ပါဘူးငါဒီလိုလုပ်လိုက်ရင်ဟိုလိုလုပ်လိုက်ရင်ဒီအလုပ်လေးလုပ်လိုက်ရင်သူများတွေကငါ့ကိုဘာပြောကြမှာလဲအထင်သေးမှာလားဟာမှာလားဝိုင်းပြီးတော့လောင်ကြမှာလားဆိုပြီးတော့တွေးပြီးတော့ကိုဖြစ်ချင်တဲ့ဟာတွေအကောင့်ထဲမှာပေါ်ပြတာတွေရှိပါသလားတကယ်တော့ကိုလောက်ပဲရမှအရေးမကြီးပါဘူးတခုလုပ်မယ်ဆိုလို့ရှိရင်လူတိုင်းစီကတခြားသူတွေစီကအကြံဉာဏ်လိုက်တောင်းတတ်ကြပါတယ်တခါတလေသူတို့တယောက်တစ်မျိုးပြောတာနဲ့တွေးပြီးအလုပ်မဖြစ်တော့တာမျိုးတွေဖြစ်တတ်ပါတယ်အဆင်ပြေနိုင်တော့မှမဟုတ်ပါဘူးဆိုပြီးတော့လွယ်လက်လျှော့တတ်ကြပါတယ်အဲ့ဒီကိုလုံးမဲ့အလုံးမှာအတွေ့အကြုံရှိတဲ့သူမဟုတ်ရင်အတွေ့အကြုံရှိပြီးတော့အောင်မြင်နေတဲ့သူမဟုတ်ရင်သူတို့တွေလည်းကိုလုံးမဲ့အလုပ်အကြောင်းကိုတိကျသေချာမသိနိုင်ပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့လူအများရဲ့အမြင်တွေသူတို့တွေရဲ့အပြတ်စကားပြောတာတွေကိုအတိလောက်ထိလိုက်ပြီးဂရုစိုက်နေစရာမလိုပါဘူးကိုဘာတာကိုစွန့်စားပြီးတော့လုပ်ကြည့်တတ်ပါတယ်အဲ့လိုစွန့်စားပြီးလုပ်တဲ့နေရာမှာလည်းကို risk ယူနိုင်လောက်တဲ့အတိုင်းတာလောက်ကနေစပြီးတော့လုပ်ကြည့်ပါမှားသားခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအမှားကနေသင်ခန်းစာယူပြုပြင်ပြီးရှေ့ဆက်ပါ overthinking အတွေးတွေအရင်လွန်နေတာအပြစ်ပြောနေခြင်းကကိုယ်စိတ်ကိုဒုက္ခပေးရပါပဲအဲ့ဒါကြောင့်သင်ဖြစ်ခြင်းနဲ့အရာတွေရှိလို့ရှိရင်ဒီနေ့ပဲစပါမနှက်ပြန်ထိမဆောက်ပါနဲ့သင်ရွေးချယ်မှုကသက်လက်ထဲမှာပါပဲသူများကိုလက်ညှိုးထိုးအပြစ်ပြောနေတာတွေရက်မယ်သူများအမြင်တွေကိုလူရှုမယ် overthinking အတွေးလွန်ပြီးတော့ရက်တက်နေပြီးတော့ stuck ဖြစ်နေပြီးတော့ဘယ်မှမရောက်ဖြစ်နေတာတွေကိုရက်မယ်လှုပ်ရှားရှိတာတွေကိုအခုပဲထားလုံးမယ်โอเคဒါကတော့ကျမဒီနေ့မျှဝေပေးတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောမိတ်ဆွေတို့ရဲ့အမြင်ကတော့ဒီအပေါ်မှာဘယ်လိုရှိပါသလဲအဆင်ပြေမယ်ဆိုလို့ရှိရင် comment box ထဲမှာမျှဝေပေးခဲ့ပါဦးရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကိုစိတ်နှပြဘေးရန်ကွာ၍ကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေရှင်